ကဲဆိုတော့ keyboard စစ်နည်းလေးကိုစစ်ပြပါမယ်နော်ကျွန်တော် keyboard လို့ကျွန်တော်ဒါကကျွန်တော်က desktop နဲ့စစ်ပြမှာဆိုပေမဲ့ဗောနော်ကျွန်တော် keyboard မှာလည်းအဲ့လိုစစ်ရုံပဲသလားနော်ဆိုတော့ဒီလိုပဲရတဲ့ keyboard tester keyboard tester ဆိုရင်လည်းရှေ့အပေါ်ဆုံးမှာပေါ်လာတဲ့ key test အဲ့ဒီ key test ကိုသွားလိုက်အောင်မယ်မနော် key test သွားပြီးတာနဲ့ကျွန်တော်ဒီမှာစစ်တယ်ဆိုတော့ Apple လည်းစစ်လို့အမပုဂ္ဂိုလ်လည်းစစ်လို့ရပါတယ် control တွေ option တွေ command တွေနော်အဲ့မှာကျွန်တော်တလုံးချင်းနိုင်ပြီပေါ့နော်ဆိုတော့ဒီမှာကျူဆိုကျူကြိုက်သလိုနိုင်ပေါ့နော် keyboard အကလုံးကောင်းနေအဲ့ဒါအကလုံးပေါ်လိမ့်မကောင်းတာမလင်းဘူးဗျာရှင်းလေးပဲဒါ keyboard အလွယ်ဆုံးစစ်တာ5-6ခုကလုံးစစ်ရရတယ်နော်အဲ့ဒါက keyboard ဘယ်လိုစစ်လဲဆိုတာပါဆိုတော့ဒီလိုမျိုးအကလုံးကောင်းရင်ဒါ keyboard ကောင်းပါတယ်